ပြီဘာဖြစ်လို့အခုလိုတွေပေါ့ကြိုက်တင်နေတာပါလဲဒါမျိုးတော့အနက်ခံကောင်းတယ်နော်ဘယ်ကသိလဲမသိဘူးအပြောကတော့ရွှေမမ်းမဲ့အေးဟဲ့ငါဟဲ့နင်ငါလဲထဲမှာမျိုးဩဇာသွားကျဲခိုင်းထားတာလေတာဝရင်သားနတ်မိမိန်လေးကြာလို့ပါလားမင်းလေးကအားနေရလားအားတော့လေချစ်စရာလေကွာသင်္ဃာတက်ပြီးတော့ကျုပ်ပါလေတိတ်လေးတွေတော့ငါပြောနေတယ်မဟုတ်ဘူးလားဟေးကျော်အားစားလို့လေရွာထဲမှာနတ်တင်တိုင်းငါစီကအရက်ကိုဘသူလွတ်လို့တော့စောလိုက်မိပြေဒီမှာနော်ထားခဲ့ရနော်ပစံမှာတလုံးယူပါရင်ဒါနဲ့အမီးလေးပါလေလောက်ပါအောင်ဟာအမီးဟာလားဟဲ့မဟဲ့နင်ပေးတဲ့တောက်ဆာ9000ဟာရတဲ့ပလင်းဘောပဲရှိရဲ့ဘာအမီးတွေလာပြောနာဟမ်နင်အကျွေးလဲလေငါဖုံးအုပ်ကြီးထဲမှာပြေးလို့အရင်ကျွေးဆက်နိုင်မှနောက်ကျွေးပေးနိုင်မယ်မပေးနိုင်ဘူးခမကြီးပါစပိတ်ထားသမ်းပါဗျာလေတောင်းနဲ့ကိုပူပြီးဆင်းသွားမယ်အရက်တောင်လေခမအတန်ကြောင့်ကန့်လန့်ဖြစ်နေပြီခမပါစမနေ့ပြန်ပေးမယ်ဟိုဒါနဲ့လေဟိုခမမနေ့တော့ကလေတရုတ်ကြီးဆရာနေပြီးတော့လေကြက်တွေတွားယူတာကျုပ်တွေ့တယ်နော်ဒီအဲ့ဒါလေးအခုချလိုက်ဗျာဟိုပတ်စံမနေ့မြင်ရမယ်ဗျာဟုတ်ပြီလားဒါမျိုးတော့အနက်ခံကောင်းတယ်နော်ဘယ်ကသိလဲမသိဘူးအပြောကတော့ရွှေမမ်းမဲ့အေးအမတစ်ခွက်ယူွာဟုတ်ရှင်ဟုတ်ပေါ့ကွယ်ငါအကျွေးမဆက်လို့ကတော့မိပြည့်တဲ့တပြည့်တည်းရှိရနော်ကောင်းကောင်းသိမယ်နော်နင်ဟုတ်လာပြီပြပါယူပါရင်နော်ရချက်တော့လေးမပြေရေးထုံးစံတိုင်းအရက်တဲ့ပလင်းနဲ့အမီးဆုံးလို့ကွာအမကိုဟာကိုယူဟဲအခုမှလာပြီးလောမနေနဲ့နင်တို့လည်းနော်အခုမှဖုံးစွန်းကြီးခံချိန်မှရှိသေးရဲ့နော်အကုသိုလ်ကောင်တွေအကုသိုလ်ကောင်တွေဟာနေရတဲ့စကားများလိုက်တာပြောဒီမှာပတ်စံဇွန်းလေးပါရှာခဲ့ပါဟာရှောက်တော့မြန်လာ ਈ လားအေးငါချက်ချောက်နေနေတင်ပြီးရတော့မဟာရှယ်ဝါချာရပါအရင်နဲ့မျက်နှာတက်လိုက်တာပါကောင်းတယ်ဟဲ့ဘာလို့အမီးမရှိတော့တူတယ်ဟာတခုပဲယူနော်လာလိုက်တာကွာတာဝရင်သားနတ်မိမိန်လေးကြာလို့ပါလားအချိုးစစ်လေးတွေကလည်းနှိတ်ချုံမြင့်တုံနဲ့တိတ်ခုံပါပဲလားကွာဟမ်ကောင်းဆက်လို့မင်းကိစ္စငါကိစ္စညချီအောင်ရှော့တောက်ခွက်လည်းနီးရဲနေချဟဲ့ကောင်ဟဲ့နင်မရငါပြဿနာလာရှာလို့ကတော့နင်ဟာနင်ကြည့်ရှင်းနော်ပိုင်မလို့မပိုင်လဲလာမလို့နဲ့ငါထီလို့ကတော့ကောင်းကင်မီးနဲ့တက်ချိုးပြမှာနော်မသိပါဘူးမိပြရဲ့တိတ်ချသူအပြူတွေကပါလာတဲ့ပစ္စည်းနော်အဲ့ဒါကိုမရှိတသာရှိဝမ်းလားအဲ့ဒါကိုလေဟိုသိန်းဒီသိန်းနဲ့ငါမျက်စိရှိမှနောက်လို့ငါလည်းအမြင်ကဲမအဲ့တော့သူတိမှစိတ်မပူနဲ့တင်းငါရှင်းမယ်နော်လောဆယ်နင့်ကိုပေးရမယ့်အကျွေးရှိရမလားအဲ့နင်ယူလာလိုက်လောကငါမလောက်သေးလို့လေအဲ့နော်တလုံးတော့ဆယ်ပါမယ်နော်တော်ယူပါရှည်လေးရမစိုးပါဟဲ့ငါဟဲ့နင်ငါလဲထဲမှာမျိုးဩဇာသွားကျဲခိုင်းထားတာလေအခုတော့ဘလို့လဲလက်စတော့ဒီကောင်မရဲ့အရေးတွေလာတောက်နေတာပေါ့ဟဲ့ကောင်မစကားကိုကြည့်ပြောဘာတော့ညီလင်ညီနိုင်အောင်အုပ်လေဘာတော့ကြောက်ကိုဆွဲချနာပါချလိုက်လို့ပြောတော့ဘာဖြစ်တော့အာကုတို့အလုံးနဲ့စီးပွားရှာနေတဲ့ကောင်မများငါလက်အောက်ချပြီးပြောနေရမှာလားအမလေးဟုတ်ပါပြီဟုတ်ပါပြီကျောက်ကအကုတို့လုံနေပဲထားပါတော့ညီတို့လို့ကုတို့ကောင်းမှုလုပ်ပြီးချနေတဲ့ကောင်မတွေရောထမင်းနဲ့မှန်ရဲ့လားဆိုတာကိုပြန်ကြည့်အောင်ဒီအကုတို့မကြီးကလေလောက်ဝဲလက်ရငွေသိချွေသိဆိုတာညီအမြင်ပဲမှတ်လားညီလင်အပါဝင်ရွာနီး6ဆက်ကယောက်ျားအကုန်လုံးဒီအကုတို့မကြီးနဲ့ကင်းတဲ့ကောင်ရှိလားဘသူရှိတော့ဟဲ့ကောင်လာပြမယ်ငါရှိတယ်ဟေးငါရှိတယ်ဘဲနဲ့
ငါအုပ်ချုပ်တဲ့6ရောက်ပိုင်းထဲမှာလေနင့်ကိုအုပ်ချုပ်ရအဆူဆုံးပဲတည်လားမိပြည့် ဒီမှာတကြီးကျမဆိုင်ရတရားဝင်လိုင်စင်ရအရက်ဆိုင်တကြီးလာမလျှောက်စမ်းပါနဲ့မိပြေတော့ကလေမပိုင်ရင်ရှင်အောင်မရိုက်ဘူးသိလားကျမရဲ့မျိုးနဲ့ထောက်ခံချက်လိုင်စင်တွေထောက်ပြလိုက်လို့ရှင်ဂျောသရာလန်သွားမယ်ဘာမှန်နေလဲဒီနေရာမှာလာမလျှောက်နဲ့နော်ရှင်းမရဖြစ်သွားမယ်တကြီး အေးမိစ္ဆာအာဇီဝကိုခုံမင်းနေမှတော့တမောကဖက်ပြီးချွတ်ရင်တော့မှကျွတ်တော့မှမထင်ပါဘူးလေ မကျွတ်နိုင်ဘူးရှင်မကျွတ်နိုင်ဘူးကိုယ့်အလုပ်ကိုလုပ်တာဘကူးကယူဆိုင်ရမှာလဲဟမ်ကိုချိမကိုစားရတာတကယ်စိတ်ပြက်စေရအရက်ရောင်းစားရတာ ဟောငငယ်ရွယ်နဲ့ပညာတတ်ပြီးတော့အရေးကြီးဆုံးဖြစ်ရတယ်လို့ဝါ ဟာဒီရက်ကလည်းနည်းနည်းပဲကြံတော့တယ်ကောင်မလေးကဒီလမ်းမှာအမြဲတွေ့ရနော်ဘယ်ရွာလဲမင်းလေးကဖြေအောင်လေကွာဘာလဲမင်းလေးကအားနေရလားအားတော့လေချစ်စရာလေကွာနာမည်လေးပြောခဲ့အောင်လေကွာနာမည်လေးပြောခဲ့ပါဦးဟာကလေးလေးဟာချစ်စရာလေးကွာလှလိုက်တာရက်ကလည်းကောင်း ဟဲ့ငါကြောဘလို့ဖြစ်ရတာတော့ဂမှုရှူတော့နဲ့အရက်လေးပါလေးလဲဆော့တော့ပါဦးဟဲ့နင်းရုပ်ကိုကြည့်ရတာလဲရုပ်ပြက်ဆင်းပြက်ဖြစ်နေပြီငါပြောတာကြားလား အင်းပါဗျာအော်မမပြေဒါကျွန်တော်ဝိုင်းခရမ်းဗျကျွန်တော်ပေးစားချက်ဒီယူထားလိုက်ဗျာပို့တော်တော့ကျွန်တော်နေ့တိုင်းရောက်ပြီနော်မပြေနော်မပြေနော် ဟဲ့ငါကြောဒီချောင်းဝိုင်းမရှိနေပါမှာသွားနေမလဲဟမ်မူမူယူနဲ့ပေါက်ကြရတယ်ရှောက်လို့မနေနဲ့နော် နေစမ်းပါဗျာနေစမ်းမရှိတာဘာမှမဖြစ်ဘူးဗျတောက်ကြမဖြစ်ကျွန်တော်ဂျောပြက်သွားမှာ အေးငါအခုကျွေးတော့တောင်းလာမှာညနေလာခဲ့ရအခုလောလောဆယ်လက်မှတ်ထိုးနင်တို့လိုငမူးတွေကယုံရတာမဟုတ်ဘူး ဟဲ့မိပြေဒီလောက်အရက်တွေမူယူပြီးအတိတရားမရှိတာဟဲ့လွယ်လွယ်နဲ့ရတဲ့ဟာမယူစမ်းပါနဲ့နင်းလည်းထမင်းစားတာပဲဟဲ့နည်းနည်းပါးဆင်ကျင်ပါအောင် ဒီမှာကောင်မငါကလေစီးပွားရေးလှုပ်ရှားနေတာလူမှုကယ်ဆယ်ရေးလုပ်နေတာမဟုတ်ဘူးပြီးတော့လေသူနေဖို့ထိုင်ဖို့ဘာမှပူမနေနဲ့သိလားအလွန်ဆုံးခံအကောင်က3-4လပေါ့အဲ့လောက်တော့ငါသဘောထားကြီးကြီးနဲ့သူ့အကွက်ထဲမှာနေထားခိုင်းနိုင်ပါတယ်ဟဲ့ နင်းနော်နင်းမိပြေဖျားမကြိုက်နားမကြိုက်နော်သူတပါအသက်ကိုနှုတ်ယူနေတဲ့အလုပ်လုပ်နေတာလေနင်းကောင်းကောင်းတနေဝတ်လဲလိုက်မယ်ဝတ်လဲမယ် မင်းဖြူနင့်ကိုအရက်ကိုနတ်မကြိုက်ပါဘူးလို့ဘသူကအများပြောလိုက်တော့ဟမ်ဖေးကျော်အားစားလို့လေရွာထဲမှာနတ်တင်တိုင်းငါစီကအရက်ကိုဘသူလွတ်လို့တုံးဒါနဲ့လေနင်တခြားသူတွေကိစ္စဝင်ပါမနေနဲ့နစ်လင်ကိုယ်တိုင်တော့လေငါနဲ့လွတ်တာမဟုတ်ဘူးသိဖို့ ဟဲ့ဒါငါလက်စုပ်ကြတွေ့မယ်အရက်သမားတွေ့အောင်မနင်း ဟောသွားရှာပြန်ပြီနောက်တစ်ယောက်ရဲကြီးကြုံပြေခံလိုက်ရတာဟိုဒီလောက်တော့မိုက်မဲကြတဲ့လူတွေပါလားနှိစ္စဒုက္ခအနတ္တမမြဲတဲ့လောကကြီးမှာဘာဖြစ်လို့အကုသိုလ်တွေကိုကြိုက်တင်နေရပါလဲဆရာကပြောတာငါမှကိုရိုနာလာတော့ရှိနေပြီတဲ့ကိုခိစားသိလို့ရှိရင်အရန်ပြောနေမှာပဲသူကကလေးရလို့ရှိရင်အရက်ကိုဖြတ်မှာတဲ့ဟုတ်တယ်သူငါ့ကိုပြောဘူးလေကလေးရလို့ရှိရင်အရက်ကိုသူလုံးဝမတောက်တော့ဘူးတဲ့ဒါဆိုလို့ရှိရင်တော့သူ့အမြင်ကိုပါပြောလိုက်တော့မယ်ကောင်း ဟိုကောင်ငဟဲ့နင်မပြန်သေးဘူးလားငါလည်းဆိုင်သိမ်းတော့မှာနော် ရက်ကစစ်ရန်ကောင်းကြိုက် ကိုဟိရှင့်ကိုလေကျမပြောစရာရှိတယ်သိလားဟိုအေးပြန်ရအောင်လေ
နောက်မှပြောဟာငါရက်တောက်နေတယ် ရှင်ကလည်းနောက်မှပြောလို့မရဘူးကျုပ်ကအခုပဲပြောချင်တာဟိုလေကျုပ်မှသိလားကျုပ်မှလေ တိတ်လိုက်တယ်တော့ငါပြောနေတယ်မဟုတ်ဘူးလား ခေါ်သွားနော်နင်မိမငါအိမ်မှာအားကျဲလာလို့တော့ငါစားရပြောနေနင်ကိုပြန်တော့လို့ငါဆိုင်လက်တိုက်တဲ့ခေါ်သွား ငယ်ရှင်တို့နေတော့ရှင်တို့နေကြောင့်ကျမကလေးတခုခုပြည့်လို့ရှင်တို့နေလည်းအသက်ဆုံးမရှိပါစေနဲ့အခုလိုပြရတာဟိုမိမမိပြေကြောင်းရှင်လေသူများစီရမတထားရေးစားတွေအခုသူတွေလောက်တဲ့အလောက်ကြောင့်လေဝိုးလဲပါစေတော့ဝိုးလဲပါစေ ဟာကောင်မနာကြီးလို့ငါခေါ်ထုတ်သွားစားဟဲ့နားကြီးလို့ ဟာထားနေပြန်မယ်အိမ်အောင်ကနေပါရွေးချဟာဘာဖြစ်တာ ဘာဝတ်တယ်လာပြောနာဘာဝတ်မှငါမကြောက်ဘူး ရက်ကလည်းကုံတော့ဟောရက်ကလည်းကုံလာလိုက်တာကွာနေပါဦးဟဲ့နေဟုတ်လေဟိုနေ့ကလည်းနာမည်မေးသွားတာမဖြေဘူးရောအော်မင်းလေးကအားနေတာဟိုကြားပါတယ်ကွာလာပါကိုချစ်လို့ပါကလေးရတယ်လာပါမကြောက်ပါနဲ့ချစ်လို့ပါကွာမင်းကလေငင်းငင်းနေစမ်းဒီရတော့ ရွာတဲ့ကကောင်မတွေသူတို့လင်းနေငါဆိုင်ကိုလာတောက်ထားကြတော့မသိကြအောင်စောင်းနေတယ်ဟမ်ဟာအရက်ဖိုးလဲသွားတောင်းတော့ရန်ဖြစ်ဟန်ဆောင်ရတာနဲ့ဟမ်ဒေါသဖြစ်ပြရတာနဲ့တို့လင်းနေငါဆိုင်ကိုလာတောက်အစိတ်ခတ်တိုင်ဟာဟိုအရက်ရောင်နေလည်းပြီမဟုတ်လား ဟုတ်တယ် အခုဆိုပြန်ပြီတေးပြီလားမသိဘူးနော် သုံးဝိုင်းနေတယ် စီရင်ကားမြင်ခေါ်ကြလေ ကိုပြုတော်ခံပဲတင်တယ်ပြထန်ပြန်လာမယ်ဆိုရဲစကားပေါ်ဆဆောင်မဟုတ်တာမိစ္ဆာအာဇီဝါဆိုတာသူတစ်ပါးကိုထိခိုက်စေတဲ့အလုံးနဲ့စီးပွားရှာခြင်းလေသူရာမီရာအကံကိုဖြစ်တုံးစီတဲ့ဒီကချက်